တင်အိပ်ပျော်နေရင်တော့တင်အိပ်ထဲကပစံတွေတန်မိုးနေသွားနိုင်တယ်ဆိုတာသိပါသလားကုန်စည်နှုန်းတွေတက်လာတာလားကိုပစံကပဲတန်မိုးမရှိတော့တာလား depreciation နဲ့ inflation ရဲ့ချို့ဝှက်ချက်ကိုဒီနေ့ရှင်းပြပေးပါမယ်အရင်ဆုံးအနေနဲ့ depreciation အကြောင်းပြောရအောင်နော်ဒါကပစ္စည်းတွေတန်မိုးကြတာပါဥပမာသင်ဟာကားတစ်စီးကိုရှုံးလုံးကနေမောင်းထွက်လိုက်တာနဲ့အဲ့ဒီကားရဲ့တန်ဖိုးက10%လောက်ချက်ချင်းကျသွားတတ်ပါတယ်။ဘာလို့လဲဆိုတော့ပစ္စည်းတွေကသုံးရင်းနဲ့ဟောင်းနှွမ်းသွားလို့ဒါမှမဟုတ်မော်ရီတစ်တွေထွက်လာလို့ပါ။ဒါဆိုရင် inflation ကရောဒါကတော့ပစ္စည်းကြောင့်မဟုတ်ဘဲနဲ့ပတ်စံတန်ဖိုးကျသွားတာပါ။ဥပမာလွန်ခဲ့တဲ့10နှစ်ကတသိန်းဆိုရင်ရွှေ3ဘဲလောက်ဝယ်လို့ရခဲ့ပေမဲ့အခုဆိုရင်တော့ထမင်းကောင်းကောင်းတစ်နက်စာလောက်ပဲရှိတော့တာမျိုးပြောတာပါပစ္စည်းကတော့အတူတူပါပဲဒါပေမဲ့သင်ပတ်စံရဲ့ဝယ်ယူနိုင်စွမ်းကနေသွားတာပါဘာလို့ဒီလိုဖြစ်ရလဲဆိုရင်အဓိက3ချက်ရှိပါတယ်နံပါတ်1အချက်ကလူတွေကအလူအယက်ဝယ်ပေမဲ့ပစ္စည်းကမလောက်တဲ့အခါနံပါတ်2 73စီနဲ့လှုပ်အားကားတွေဈေးတက်လာတဲ့အခါနံပါတ်3ဈေးကွက်ထဲမှာငွေစက္ကူတွေအလွန်အကျွံရောက်ရှိလာတဲ့အခါမှာ inflation ဖြစ်လာတာပါဒါကြောင့် inflation တန်ကိုကာကွယ်ဖို့ဆိုရင်ပတ်စံကိုငွေသားအတိုင်းသိမ်းထားမယ့်အစားတန်မိုးတက်လာမဲ့ပိုင်ဆိုင်မှုတွေအဖြစ်ပြောင်းလဲရင်းနှီးမြှုပ်နှံထားပါဒါဆိုရင်ပစ္စည်းတိုင်းကတန်မိုးကြတာလားမဟုတ်ပါဘူးအင်ချမ်းမြေရွှေနဲ့ကိုယ့်ရဲ့အရေးအချင်းတွေကတော့အချိန်ကြာလေးတန်မိုးတက်လေးဖြစ်လို့ဒါတွေကို appreciating asset လို့ခေါ်ပါတယ်အခုလို့စီးပွားရေးဗဟုသုတတွေဆက်လက်လာခြင်းရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်